ရတီ Hi အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ C1 ရဲ့ Friday night bazaar ရှိတဲ့နေ့ပါเนาะဘာတွေထူးခြားမလဲဘာတွေဝယ်လို့ကောင်းမလဲဆိုတော့ကျွန်တော်လည်းအတူလိုက်ကြည့်ရအောင် Let's goဒီမှာကလက်ဆက်တော့ဟင်းသီးရဲ့ဒီမကာဝဲအသုံးပစ္စည်းတွေလာပါတဲ့ဝက်ထဲတွေနဲ့လက်မေးစာမျိုးစုံကိုတနေရာထဲမှာရနိုင်တာပါရှာနေတာကဘာဖြစ်ဖြစ်ဒီဈေးထဲမှာကုန်ရှိတယ်လို့တော့ပြောလို့ရပါတယ်ဗျာ C1 တောက်ကြဈေးကတော့ budget shopping လို့ပေါ့ကောင်းဆုံးပါပဲ Steve Web Ponson အဝယ်စားတွေကအစားနေစင်သုံးပစ္စည်းတွေကိုဈေးအတန်းဆုံးနဲ့ဝယ်လို့ရနိုင်ပါတယ်တခုဝယ်ချင်းတော့ဒီဈေးကိုပဲပြေးလာခဲ့တော့เนาะဒီဈေးကတော့အပတ်တိုင်းတောက်ကြနေမှာရှိပါတယ် C1 ကိုဝင်လာတဲ့ချက်ချင်းညာဘက်ကိုချွတ်နဲ့တွေ့နိုင်မှာပါFriday market မှာပစ္စည်းတွေစုံပေမဲ့ကျွန်တော်တို့ကတော့အိမ်မှာယောက်ျားလေး3ယောက်ပဲနေတယ်ဆိုတော့တကယ်လို့အတားလေးတွေရွေးဝယ်ဖြစ်ပါတယ်အဓိကကတော့တစ်ပတ်ဆက်ချက်ပြုတ်ဖို့လက်ဆက်တဲ့ hit ရွက်တွေဝယ်ဖြစ်ပါတယ်ပိုရှင်နာတွေမှာပါပဲလို့အတားဝယ်တာကကျွန်တော်တို့လူပြိုတွေအတွက်တော့အကောင်းဆုံးပါပဲပေါ့နော်အိမ်မှာချက်စားဖို့အာလူချက်သွင်းဖြူအစွန်းရွက်တော့မပါဖြစ်လေနော်လိုအပ်တာလေးတွေပဲဝယ်ပြီးအမြန်ပြန်ပြီးခမချက်စားကြမှာဖြစ်ပါတယ်ယူဒေလီရဲ့ပူချေရောအတူဖို့ဆိုရင်ပြည့်တဲ့တရားကောင်းဆုံးပါပဲ300သားလို့အော်တာတွေဝယ်ပြီးဆိုတော့အချိုက်ဆုံးအသီးလေးတွေပါဝယ်တော့မှစင်ပြမှာပေါ့နော်ခြေပေါင်းတည်းတွေဝယ်ဝင်ပြီးပြည့်တွေကလည်းညီရဲနေရပဲရီယာတီမတ်အိမ်မနေရင်300သားဒီလိုအသီးတွေစားရတာကတကယ်ကိုရတာရှိပါတယ်ကျွန်တော်တို့ယောက်ျားလေးတွေရဲ့ shopping ထွက်ရတော့ရုပ်ရှင်ပါတယ်လိုအပ်တာတွေဝယ်မယ်ပြင်ကိုကြိုက်တဲ့တည်းတီးနဲ့ပြည့်တွေတွေ့နေဝယ်မယ်အဲဒါဆိုရင်ကျွန်တော်တို့ Friday night bazaar အတွက်တော့ပြည်စုံသွားပါပြီဟုတ်ကဲ့ဒီနေ့တော့ဈေးဝယ်တာပြီးဆုံးသွားပါပြီဒီနေ့ vlog လေးကတော့ချင်းတလားမပြီးဆုံးခဲ့ဘူးဗျာရချင်တာတွေအများကြီးရှိသေးပေမဲ့ရှိသလောက်နေပဲကောင်းဆုံးပြန်စူးစမ်းပြီးဒီဖြတ်ထားပါတယ်ဒါပေမဲ့ဒါစားပဲရှိပါသေးတယ်နောက်တစ်ခါကျရင်ဒီထပ်ပို့လက်နဲ့ပို့ပြီးဆုံးတဲ့ vlog မျိုးနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ် bye bye